ကိုငါမေးနေခဲ့ခီဆိုမတွေ့ပြီမယ်ကြီးတွားပါတဲ့တွေ့နေစေဘာမှလာမေးမနေနဲ့ငါစိတ်တမ်းပြေးနေတဲ့အဆင်ပြေလားလို့ဟန်ဆောင်ပြီးငါကိုမေးမနေနဲ့မျောနေကြဆိုတဲ့စကားငါတို့အစားတည်းကတတ်မပါခဲ့လူတိုင်းဘဝတည်းကထွက်လာခဲ့ခဏလဲကြလမ်းတွဲမှာလဲလို့ငါတယောက်တည်းမျက်နှာငယ်မျက်ရည်ကအားငယ်ဖို့ဖြစ်လာတယ်ပေါ်ပြဖို့ဘသူမှလည်းတင်မရှာခဲ့ငါလမ်းကသွားမဖြစ်တာပဲတဲ့ကဟောင်းလို့ပြန်ပြီးဖြစ်မှာပဲအပြစ်တွေပြန်မဖွင့်ပါနဲ့တန်ရောပင်ကြိုးတွေချစ်လာခဲ့ချစ်ခဲ့သမျှကြိုးတွေပြတ်တဲ့ဖြစ်ပါပဲစကားတွေနဲ့ငါကိုမရှိပါနဲ့မေးဖို့နဲ့အောက်ကိုနစ်ပါနဲ့ငါစိတ်ကအခန်းရဲ့ထောင်းမှာညဆိုမျက်နှာငယ်မျောနေတဲ့မုံတိုင်းတွေဘွားတွေကိုပြေးဝင်ခဲ့ငါကိုယ်တည်းမပြေးခြင်းခဲ့ဘာမှလည်းမတွေးခြင်းခဲ့ဘာလို့ငါဖြစ်နေလဲလို့မမေးခြင်းခဲ့ပကြီးတွေလည်းမရေးခြင်းခဲ့တငယ်ချင်းနဲ့မတွေးခြင်းခဲ့စိတ်မပါဘူးစကားတွေမပြောခြင်းခဲ့လို့အဲ့ရတဲ့မှာတနေ့ကုန်မေးခြင်းခဲ့မဟုတ်တဲ့ငါခံတာပြေးလွှားနေငါရေးထားကြီးမဖို့ပြတဲ့တေးသွားနေငါဘေးမှာအချိန်ကြာအောင်ဘူးမှမနေအခုချိန်မှာမတောင်းတာပဲကိုယ်တိုင်လုံးမရမယ်ကိစ္စတချို့ကိုဆူတောင်းစကားတွေသုံးပြီးတော့ဖျားရှိမှသွားပြီးရောင်းစားမနေဆူတောင်းမကောင်းဒီစိတ်ရဲ့လို့တော့ကြာငါပြေးနေခဲ့အကိုငါမေးနေခဲ့ခီဆိုမတွေ့ပေမဲ့ညီတွားပါတဲ့တွေ့နေစေဘာမှလာမေးမနေနဲ့ငါစိတ်တမ်းပြေးနေတဲ့အဆင်ပြေလားလို့ဟန်ဆောင်ပြီးငါကိုမေးမနေနဲ့စိတ်တကြရင်အားငါတခါလေးချေဦးတဲ့ရသွားမယ်လေဦးထိတ်ကငှက်ငယ်မြစ်ကျဲထဲမှာနားမယ်မနစ်သက်တဲ့အတန်ဝိုင်းကိုထားခဲ့မတားနဲ့ငါ6လောက်ကငါသွားမယ်လမ်းကိုပြမယ်ဘွားကိုဖနက်တဲတဲ့ကန်းကြီးမှာချွတ်ထားပင်တဲ့ထဲကိုသွားမယ်စိတ်ထဲမှာတည်ခြင်းနဲ့အပြင်ဘက်မှာနောက်ဆန်တဲ့တကယ်မတည်ရတဲ့စိတ်ကြောင့်ပဲအသီးစိတ်တွေပါပျောက်လာရင်မလုံးနိုင်တော့အကြောက်ကန်ကြီးဒါလူမသိတဲ့ပျောက်ရှာခြင်းချိန်တွေကိုနောက်ပြန်ရင်ကလေးဘွားကမေးလက်ပေါ်ကြည့်စေလို့စနောက်ခြင်းဘွားမပြတ်မရတဲ့တိတ်ပျော်ဖို့ကောင်းတဲ့အတိတ်ကိုစိတ်မှာတိတ်လို့အိတ်ခံနေဆမပိုးပြတဲ့အချိန်တွေမှာသစိမ်းလို့ဆက်ဆက်ရေးတွေတင်းလို့လမ်းတွေးရင်တော့သစိမ်းလို့မမတ်မီတော့တဲ့လူမျိုးသုံးကိုအခုသူနဲ့ငါကသစိမ်းလို့ဘဝမှာဖြစ်လွယ်ပြက်လွယ်ထိုးကြောင်ချစ်တယ်ပြက်တယ်ငါတိမှမင်းရှိလို့လုံလောက်တယ်ဒီကြောင်းတွေပြောရင်မလုံလောက်ခဲ့စကားတွေကဘလို့လို့ကုံလောက်လဲ secret တွေမကြိုက်လဲအကုန်တောင်းမယ်အကြောင်းပြချက်မရှိပဲငါပေါက်ခွင်းနောက်ဆုံးငါဘေးမှာဘသူမှမရှိနိုင်ငါတယောက်တည်းတစ်ခါလေးငါငိုမယ်မျိုးသိလို့မရနိုင်လို့ငါငိုမယ်စိတ်တွေပေါက်ရှာဖို့ခက်ခဲတဲ့အချိန်တွေတိုင်းမှာငိုမယ်တချင်းတွေဆိုတဲ့အပူပဲဘဝမှာဘာမှမလိုအပ်ပဲနားယူဖို့အချိန်တွေတကယ်ကိုလိုတယ်